အားလုံးပဲမင်္ဂလာပါ Robert Greene ရေးသားတဲ့စွမ်းအားရဲ့ဥပဒေသား48ချက်စာအုပ်ကသင်ကိုစွမ်းအားနဲ့လွှမ်းမိုးနိုင်စွမ်းတို့ရဲ့လျှို့ဝှက်ချက်တွေအကြောင်းကိုအသိပညာဘုဒ္ဓတာကြည်ကြည်ပြည့်ပြည့်ရရှိစေပါလိမ့်မယ်ဒီစာအုပ်ကသင်ကိုစွမ်းအားပါဝါတစ်ခုဘလို့လုပ်လို့တယ်ဆိုတာဘလို့ထိမ့်သိမ်းရမယ်ဆိုတာနဲ့အကျိုးရှိအောင်ဘလို့ကင်ဆွဲပြီးအသုံးချရမယ်ဆိုတာကိုသင်နားလည်သဘောပေါက်သွားစေဖို့အတွက်အဖို့မပြတ်နိုင်တဲ့လမ်းညွှန်စာအုပ်တို့ဖြစ်ပါတယ်ဒီစာအုပ်မှာစွမ်းအားနဲ့ပတ်သက်ပြီးတော့အကြောင်းအရာများစွာပါဝင်နေပါတယ်အဲ့ဒီအကြောင်းအရာတွေကတော့ဆက်ဆံရခက်ခဲတဲ့လူတွေနဲ့ဆက်ဆံတဲ့နေရာမှာအသုံးပြုရတဲ့ညှိနှိုင်းရေးနည်းပရိယာတွေသင်ရဲ့အကျိုးအမြတ်အတွက်အရင်းမြစ်တွေကိုအသုံးချမဲ့ပုံစံတွေလှည့်စားမှုနဲ့ညှိနှိုင်းမှုတွေကိုအသုံးပြုပုံတွေအများရဲ့ထင်မြင်ချက်ကောင်းတွေကိုရရှိအောင်လှုပ်ဆောင်တဲ့နည်းလမ်းတွေနဲ့သူများကိုလွှမ်းမိုးနိုင်ဖို့ဘယ်လိုလုပ်ရမလဲဆိုတဲ့နည်းလမ်းတွေကိုသိရှိကြရမှာဖြစ်ပြီးတော့စာဖတ်သူတွေကအဲ့ဒီနည်းလမ်းတွေကိုသူတို့အားပေါ်ထိခိုက်ခြင်းမရှိဘဲနဲ့ဆက်ဆံရေးတွေမပြတ်စည်းစေဘဲနဲ့တရားနည်းလမ်းကြကြဘယ်လိုအသုံးချမယ်ဆိုတာကိုလေ့လာကြရမှာဖြစ်ပါတယ်ဒီစွမ်းရဲ့ဥပဒေသား48ခုကိုသေချာဖတ်ရှုလေ့လာခြင်းဖြင့်တရားစွမ်းရဲ့ပြောင်းလဲမှုသဘောတဘာဝကိုပုံမှန်နားလည်လာပြီးတော့မှသင်အတွက်ပိုပြီးအကျိုးရှိအောင်ဘလို့အသုံးချရမယ်ဆိုတာကိုသိလာမှာဖြစ်ပါတယ်။ဥပဒေသား1ဘရောမှအထက်အရာရှိဆရာတတိထက်ပူတာမလုပ်ပါနဲ့။သင်ဟာသင်လုံနိုင်တဲ့လောက်ကိုသာလုပ်ပြီးတော့သင်ဆရာရဲ့စိတ်ကိုတတောင့်တတရှိနေစေသင့်ပါတယ်။သူတို့ကသင်ကိုအထင်ကြီးစေဖို့ဒါမှမဟုတ်သူတို့ကျင်နေစေဖို့အတွက်နဲ့သင်ကအရန်လွန်ခဲအောင်လုံးမပြသင့်ပါဘူး။ဒီလိုလုပ်ပြလိုက်ရင်သူတို့ကကြောက်ရွံ့မှုဒါမှမဟုတ်စိတ်မလုံခြုံမှုကိုခံစားရတတ်ပါတယ်လူတွေဟာလူမှုရေးနယ်ပယ်ထိပ်ပိုင်းကလူတွေအထက်အရာရှိဆရာတွေတတိတွေကိုသူတို့ဟာသစ္စာရှိတဲ့လူတွေဖြစ်ကြောင်းပြသပြီးဆက်ဆံတတ်ကြပါတယ်သူတို့အတွက်ကတော့အောင်မြင်မှုဆိုတဲ့အရာကသူတို့ကိုပေးလိုက်တဲ့တာဝန်တွေကိုတခြားလူတွေထက်ပိုပြီးတော့မှတတောင့်တတနဲ့လှုပ်ဆောင်နိုင်တယ်ပိုပြီး smart ဖြစ်တယ်ပိုပြီးအတွေ့အကြုံများတယ်ပိုပြီးတော့မှဟာသဉာဏ်ရွှင်တယ်စတဲ့အချက်တွေဖြစ်တယ်လို့ယူဆကြတယ်ဒီလိုတွေးကြတဲ့လူတွေများပါတယ်ဒါပေမဲ့သင်ရဲ့အရေးချင်းတွေကိုပြသခြင်းကသင်ရဲ့ဆရာတတိကသင်ကိုပိုချစ်လာလိမ့်မယ်လို့တွေးနေတယ်ဆိုရင်တော့သင်အမှားကြီးမှားနေတာပဲသင်ရဲ့အထက်လူကြီးကိုအစားထိုးခြင်းသလိုအတိပ္ပယ်ရနေစေတဲ့လုပ်ရက်ကအယမ်းမဲ့အန္တရာယ်များပါတယ်ခေါင်းဆောင်နေရာကိုယူထားတဲ့လူကသူ့ရဲ့ကိုယ်ပိုင်အရေးချင်းတွေအပေါ်မှာယုံကြည်မှုရှိရပါမယ်သူကသူ့လောက်ငယ်သားထက်ပူကောင်းပူတော်တယ်လို့ခံစားရတာမျိုးသူ့နေရာနဲ့ထိုက်တန်တဲ့အကျိုးခံစား권ကိုရှာထားတယ်ဆိုတဲ့ခံစားချက်မျိုးရှိထားတဲ့ပါတယ်သူတို့ကခံစားချက်မကောင်းနေဘူးဆိုရင်တော့ရန်လိုနေကြမှာပါသင်ဟာသင်ရဲ့အရေးချင်းတွေကိုကြွားဝပြခဲ့ရင်တော့သင်တရေအပါဝင်သင်ရဲ့လောင်းငယ်သားတွေသင်ရဲ့လုပ်ပေါ်ကံဘက်တွေနဲ့လူတိုင်းကစိတ်တူပြီးသင်ကိုမနာလို့ဖြစ်ကြလိမ့်မယ်သင်ဟာတခြားလူတွေမနာလို့ဖြစ်တာကိုစိတ်ပူနေစရာတော့မလိုပါဘူးဒါပေမဲ့သင်တရေရဲ့ဒေါသထွက်တာကိုသေချာမကင်တွင်နိုင်ခဲ့ဘူးဆိုရင်တော့သင်ဟာပြဿနာကြီးကြီးနဲ့ရင်ဆိုင်ရပါလိမ့်မယ်သူတို့ကသင်ကိုအပြစ်ပေးနိုင်ဖို့အပြစ်တင်နိုင်ဖို့ကိုနီးလန်းတွေရှာနေပါလိမ့်မယ်သင်ဟာဘလောက်တော်တယ်ဆိုတာကိုပြပြီးတော့သင်ရဲ့တရေကိုစိတ်မညှိုးညင်ပါစေနဲ့သင်ကတော်ချောင်းတက်ချောင်းပြမိခဲ့ရင်အခုလက်ရှိမှာတော့သင်တရေကသင်ကိုကျေးဇူးတင်ကြောင်းဖော်ပြကောင်းဖော်ပြပါလိမ့်မယ်ဒါပေမဲ့သူကဖြစ်နိုင်တာနဲ့ချက်ချင်းပဲတင့်ကိုအလုပ်ထုတ်ပြီးတော့မှတင့်တဲ့အရေးချင်းနဲ့